မင်္ဂလာပါရှင်ဆရာကြီးအောင်တင်ရေးသားထားသောသူအတွေ့ကိုအမြင်စာအုပ်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်ပညာ Education is what survives when what has been learned has been forgotten B.F. Skinner 1904-1990 American psychologist ပညာဆိုသည်မှာသင်ယူထားတာတွေကိုမေ့သွားသောအခါကြံ့ရစ်နေသည့်အရာဖြစ်သည် B.F. Skinner 1904-1990 American စိတ်ပညာရှင်အထက်ပါစာပိုက်ကိုဖတ်ပြီးတော့ကျွန်တော်စိတ်ထဲတွင်ဒီလူကြီးတွေပြောလိုက်မှဖြစ်ဒီလိုကြီးပဲဟုသာညီတန်းလိုက်ချင်မိပါတော့သည်ကျွန်တော်တို့ဦးနှောက်ကိုအလွန်အလုပ်ပေးတတ်ပါသည်သူ့အတွေ့ကိုအမြင်နဲ့မသုံးသပ်မီကျွန်တော်ကြားဘူးသောဟာတာလေးတစ်ခုကိုသတိရလိုက်မိသောကြောင့်တင်ပြလိုက်ရပါဦးမည်ကျောင်းတိုက်ကြီးတစ်ခုအတွင်း၌တောင်ကျောင်းမြောက်ကျောင်းဟုကျောင်းငယ်နှစ်ဆောင်ရှိရာမြောက်ကျောင်းနှင့်ဥပစင်းကနေ့တစားစားညတစားစားဟုဆိုလောက်အောင်စာအန်သည်တောင်ကျောင်းဥပစင်းကတော့စာတလုံးမြမအန်ချေဒီတော့ရင်းနှီးဒီတကားငယ်တယောက်ကမြောက်ကျောင်းဥပစင်းကဖြင့်စာအန်လိုက်တာနေရောညာရောပဲကိုတော်ကတော့စာတလုံးမှမအန်ပါလားဟုတ်ကွာသူ့ဘာသူဘလောက်အန်နေသူမေသွားတော့ငါနဲ့အတူတူပါပဲယခုမစ္စတာစကင်နာပြောချင်သည်ကိုကျွန်တော်အတော်လေးစဉ်းစားကြည့်မိပါသည်တိုင်းပညာရှင်များမှာပညာရည်ပြည့်ဝသောအခါအကွက်ပြောက်သွားသည်ဟုသောစကားကိုကျွန်တော်ကြားဘူးပါသည်တိုင်းပညာလေ့ကျင့်သင်ကြားကြသောအခါတွင်တိုင်းကွက်အတိုင်းလှုပ်ရှားလေ့ကျင့်ကြရသည်သို့သောတိုင်းကွက်မျိုးစုံကိုကျွမ်းကျင်လာသည့်နောက်ပိုင်းမှာတော့ထိုတိုင်းကွက်တွေကိုမေ့သွားကြပါလေတော့သည်တစ်ချိန်ချိန်တွင်ရန်သူနှင့်တကယ်ရင်ဆိုင်လိုက်ရသောအခါဘယ်အကွက်ကိုမှတတိမရတော့ပဲတင်းလျော်သောတိုက်ကွက်ကအလိုလိုထွက်လာလေရှိသည်ဟုဆိုပါသည်ဆရာကြီးကထိုသဘောကိုဆိုလိုသည်ဟုထင်ပါသည်ကျွန်တော်လည်းပြန်လည်စဉ်းစားကြည့်မိပါသည်ကျွန်တော်10တန်းအထိ geometry ကိုသင်ယူခဲ့ပါသည်နောက်အခါအလယ်တန်းကျောင်းသားများကို geometry သင်ပေးခဲ့ရပါသေးသည်ယခုဆိုရင်အားလုံးလောက်ဒီပါကိုမိကုံပါပြီသို့တော့အထောက်အထားကြိုးချောင်းဆက်စဉ်းစားမှုကတော့ကြံနေခဲ့သည်မှာအမှန်ဖြစ်ပါသည်တက္ကသိုလ်ရောက်သောအခါယုတ်တိဗေဒ logic ကိုသင်ယူခဲ့ပါသည်မြန်မာစာကျူတာပင်ဖြစ်လင့်ကစားထိုဘာသာရပ်ကိုမလိုက်နိုင်ကြသောကြောင့်အခက်တွေ့နေရနေသည်ကျောင်းသားငယ်များကိုပင်ပြန်သင်ပေးနိုင်ခဲ့ပါသေးသည်လွန်ခဲ့သည့်3-4ရက်ကရုံမြင်တန်ကြပညာရေးဝေးသည်မရှိတွင်ယုတ်တိဗေဒပို့ချပေးနေသည်ကိုတွေ့လိုက်ရသောကြောင့်အမှတ်မတင်နားထောင်နေခဲ့မိသည်အားလုံးလောက်နီးနီးကိုကျွန်တော်မေ့သွားကြောင်းတွေ့လိုက်ရပါသည်ဟိုပို့ချသည်ဆရာမပြောလိုက်ခံမှအချို့ကိုပြန်လဲသတိရပြောင်ရောင်ဖြစ်လာပါသည်သို့တော်လည်းယုတ်တိစင်ချင်းပုံကိုတော့ဖြင့်ကျွန်တော်မမေ့ပါစာပေလောကတွင်အငင်းပွားလိုက်ကြ၍ကျွန်တော်ကိုဝေဖန်ထိုးနှက်လာလိုက်ကြပြီဆိုရင်ကျွန်တော်ယုတ်တိဗေဒစီစစ်နည်းဖြင့်တုံ့ပြန်ခဲ့သည့်ကြီးပင်ဖြစ်ပါသည်ဆရာကြီးစကင်နာကဤသဘောကိုပြောသည်ဟုထင်မိပါသည်စာဖတ်သူတို့အားလုံးသိကြပြီဖြစ်သည့်အတိုင်းနိုင်ငံရေးနှင့်သမိုင်းမှာတကြောတည်းဖြစ်ပါသည်သမိုင်းကိုမကျွမ်းကျင်လဲနိုင်ငံရေးကိုနားမလည်နိုင်ပါယနေ့သမိုင်းသည်မနေ့ကနိုင်ငံရေးဖြစ်သည်ဟုသောစကားအတိုင်းဖြစ်ပါသည်သမိုင်းကိုတကယ်လေ့လာပြီးနိုင်ငံရေးသုံးသပ်သူများကိုယ်တိုင်ပင်လဲသမိုင်းပါအချက်အလက်များကိုမေ့ပြောက်သွားမည်ဖြစ်ပါသည်သို့သောဖြစ်ရများကိုကြိုးကြောင်းဆက်ဆက်ဆင်ခြင်တတ်သောအလေးအထားကအကြံရစ်ခဲ့ပါသည်ဆရာကြီးစကင်နာကထိုကြံနေခဲ့သည့်အလေးအထားကိုပင်ပညာဟုဆိုလိုသည်ဟုကျွန်တော်ယူဆမိပါသည်မြတ်စွာဘုရားသခင်ကြုံရသည့်ကိစ္စလေးတစ်ခုကိုတင်ပြလိုက်ခြင်းပါသေးသည်တခါတော့မင်းသားတစ်ပါးကဘုရားရှင်အားပြဿနာများကိုမေးလျှောက်သည်မေးလိုက်တိုင်းကိုဘုရားရှင်ကမဆိုင်မတော့ဖြေနေသောအခါမင်းသားကအရှင်ဘုရားတပည့်တော်မေးလိုက်တိုင်းကိုဖြေနိုင်ပါသည်တပည့်တော်မေးမိကိုကြိုတင်သိသောကြောင့်ကြံစီထားပါသလားအသင်မင်းသားသည်ယထာအကြောင်းကိုသိသလောသိပါသည်ဘုရားတို့ဖြစ်လင်တစုံတစ်ယောက်ကထံပိုးကိုပြ၍ဤအရာကအဘယ်နည်းဟုမေးလင်တင်မင်းသားမဆိုင်မတော့ဖြေနိုင်ပါမည်လောဖြေနိုင်ပါသည်ဘုရားတင်မင်းသားကငါအားဤတို့မေးလင်ဤတို့ဖြေဟန်ဟုကြိုတင်ကြံစီထားသည်လော
ကြိုတင်ကြံစည်ခြင်းမပြုပါဗျာဆရာကြီးစကင်နာဤစကားကိုယ့်အမြင်နဲ့သုံးသပ်ရင်တတိယလာမိသောကြောင့်ဆက်ဆက်ထဲသွင်းလိုက်ရခြင်းဖြစ်ပါသည်စာဖတ်သူတို့လည်းပညာကို၎င်းပညာသင်ခြင်းကို၎င်းဆက်လက်ဆင်ခြင်နေလိမ့်မည်ထင်ပါသည်28ရက်17လ2003ကြုံဖြစ်မှုလွတ်လပ်မှု The moment the slave resolved that he will no longer be a slave his fetters fall freedom and slavery are mandates Mahatma Gandhi 1869-1948ကျုံသည်ကျုံမဟုတ်တော့ပြီဟုဆုံးဖြတ်လိုက်သည်နှင့်တပြိုင်နက်သူ၏အနောက်အဖွဲ့များပြုတ်ကျသွားလေတော့သည်လွတ်လပ်မှုကျုံဖြစ်မှုဆိုသည်မှာစိတ်သာပဓာနာဖြစ်ချေသည်မဟတ္တမဂန္ဒီ1869-1948ထိုစကားများကိုကြားလိုက်ရသောအခါကျွန်တော်၏ငယ်ဘဝကိုတတိယမိပြန်သည်ကျွန်တော်တို့တောင်တွင်းကြီးမြို့တွင်ဒုဗမာအစည်းအရုံးကိုစတင်တည်ထောင်ခဲ့သူများမှာကျွန်တော်ဖခင်သခင်ညီမောင်နှင့်သခင်ခင်မောင်ဦးတို့ဖြစ်သည်သခင်ခင်မောင်ဦး၏ဖခင်ကအင်္ဂလိပ်အစစ်ဖြစ်၍မိခင်ကဗမာဖြစ်သည်ဒိုးလင်ကစားမျိုးချစ်စိတ်ပြင်းထန်သည်လေယုံရည်သမားမဟုတ်စင်ဘော်ကဟောပြောတတ်သူမျိုးမဟုတ်ရှက်တတ်သည်သို့တော့ကျွန်တော်တို့လိုကလေးငယ်များနှင့်တော့ရင်းရင်းနှီးနှီးနေသည်သခင်သဘောတရားကိုနားဝင်အောင်တွင်းတတ်သည်သူပြောသည့်စကားများကိုဒီအသက်ဒီအရွယ်တိုင်အောင်ကျွန်တော်နားဆွဲနေကြသည်ငါတို့ကိုအင်္ဂလိပ်ကအုပ်စိုးနေတာမှန်တယ်ဒါပေမဲ့ငါတို့ကအခွန်အခပတ်စံတွေပေးနေရတာမဟုတ်လားငါတို့ပေးတဲ့ပတ်စံနဲ့သူတို့အင်္ဂလိပ်အစိုးရကိုခိုင်းထားတာပတ်စံပေးပြီးခိုင်းတဲ့သူဟာသခင်ပဲပတ်စံယူပြီးခိုင်းတာလို့ရတဲ့သူဟာကြုံပဲဒါကြောင့်မင်းဟာသခင်ဘယင်ကံကစပြီးပြတာအထိအားလုံးဟာကြုံဒါကြောင့်မင်းလည်းသခင်အောင်တင်အဲ့ဒါကိုတေချာမှတ်ထားတဲ့မဟတ္တမဂန္ဒီပြောလိုက်သောစကားတွင်စိတ်သာပဓာနာဖြစ်တည်တဲ့မြမလွတ်လပ်ရေးသမိုင်းတွင်အဓိကရလှုပ်ရှားဥဆောင်မှုပြုခဲ့သောဒုဗမာအစည်းအရုံး၏သခင်ဟူသောဝါဟာရသည်စိတ်ကိုပြောင်းလဲစေသောတာဝန်ကြီးကိုထမ်းဆောင်ခဲ့သည်ဟုဆိုရပါတော့မည်စကလုံးတစ်လုံးသည်တမျိုးသားလုံး၏စိတ်ကိုပြောင်းလဲစေခဲ့သည်ဟုဆိုလိုက်လင်ယုံနိုင်ပွဲရမရှိသို့တော်တကယ်ပြောင်းလဲစေခဲ့သည်အကြောင်းကထိုစကလုံး၏နောက်ွယ်တွင်နှဆိုင်သောအတွေးအမြင်ကပါဝင်နေပါလေသည်ထိုစကလုံးကြောင့်ပင်လျှင်ကျွန်တော်တို့ဗမာလူမျိုးတွေမှာကြုံဖြစ်နေပါလျက်သခင်စိတ်ဝင်လာခဲ့ရသည်အနှောင်ဖွဲ့အားလုံးပြုတ်ကျသွားခဲ့သည်ဒီစာကိုရေးနေရင်ခက်ငယ်ငယ်ကအလို့ရခဲ့မိသောအင်္ဂလိပ်ကဗျာလေးတစ်ပိုင်းတစ်စားကိုလည်းသတိရမိလိုက်ပြန်သည်တစ်ပိုင်းတစ်စားကဗျာက Stone walls do not approximate nor iron bars a cage my innocent and quiet taste Danford and Hermitage ရေးခဲ့တဲ့သူက Richard Lovely အဓိပ္ပာယ်ကတော့အကုသိုလ်ကင်းသောငြိမ်းချမ်းသောစိတ်အဖို့ကြောက်တိုင်းများတန်တိုင်းများသည်အကျဉ်းလောင်ရင်းများမဟုတ်တော့ကျောင်းသင်ခန်းသာဖြစ်ပေတော့ဤဟုဆိုလိုသည် Richard Lovely ကထိုကဗျာကိုအကျဉ်းထောင်ထဲတွင်ရေးခဲ့သည်ဟုဆိုသည်တတိမမကူမမြင်ဟုသောစကားကိုကျွန်တော်တို့မြန်မာလူမျိုးတိုင်းကြားဘူးကြသည်ထိုစကားအတိတ်ဘက်ကိုကျွန်တော်ကြားသိဘူးသမျှပြောလိုပါသည်ယသိနှစ်ပါးတောင်တလုံးစီချလျက်ဂူတလုံးစီတွင်တရားအထုတ်ကြသည်တနေ့တွင်တော့ယသိငယ်ကယသိကြီးရှိရာဂူသို့ကြွလာသည်မာချောင်းတာချောင်းတိလို၍ဖြစ်သည်ဂူနံရံကိုကြည့်လိုက်တော့အယုတ်တွေကိုတွေးလိုက်သည်ထို့ကြောင့်တအံ့တော်ပြောလိုက်တော့ယသိကြီးကတခါမှတတိမပြုတ်ခဲ့မိကြောင်းဝန်ခံသည်ထို့ကြောင့်တတိမမကူမမြင်ဟုသောစကားပေါ်လာခဲ့ကြောင်းမှတ်သားရဖို့သည်စင်စစ်ယသိကြီးကမိမိတရားကိုသာနှလုံးသွင်းနေသောကြောင့်ကြံသောအရာများကိုအာယုံမပြုမိခြင်းဖြစ်ကြောင်းသိတာလှပါသည်ဂျာနယ်ကျော်မမလေးပြုစုခဲ့သောသူလိုလူတဲကဂျာနယ်ကျော်ဥချစ်မောင်ကိုတတိရမိလိုက်ပြန်သည်ပုံနှိပ်ဆက်တန်တွေကြောင်းကြောင်းမြည်နေတော့လဲသူ၏အာယုံကိုမထိခိုက်ပဲစာရေးမပြတ်ရှိကြောင်းပင်ဖြစ်သည်နောက်အခါအသက်အထံမကြမ်းမမာဖြစ်လာစေသောအခါသူ့ကိုငှက်ညာသောအဖြစ်ပုံနှိပ်ဆက်ကိုရထားလိုက်သောအခါတွင်မူဆက်ကိုဆက်ပြီးလဲပါစေဟုပြောခဲ့သည်မဟတ္တမဂန္ဒီကြီး၏မျက်စိပိတ်နားပိတ်ပါးစပ်ပိတ်ညွှတ်ကလေး၃កောင်ကိုလည်းတတိယမိလိုက်ပြန်သည်
အခုတို့ကိုမမြင်လို့မကြားလို့မပြောလို့သောသဘောပင်ဖြစ်သည်ထို့ကြောင့်အထက်တွင်ဆိုခဲ့သောကြုံဖြစ်မှုလွတ်လပ်မှုဆိုသည်မှာနိုင်ငံရေးအတွက်သာမကလူတဦးချင်းဤဘဝအတွက်ပါတန်ဖိုးရှိနေသည်ဟုထင်မိပါသည်9 ရက် 2004ထင်းခွေရိတ်ခတ် Before Enlightenment I chop wood and carry water After Enlightenment I chop wood and carry water စင်စေရင်တရားထူးမရခင်ကထင်းခွေတဲ့ရေခတ်တယ်တရားထူးရပြီးတော့ထင်းခွေတဲ့ရေခတ်တယ်ဇင်ဆိုရိုးစကားဇင်ဘာသာဆိုသည်မှာဂျပန်ပြည်တို့တိုင်ပြန်ပွားသွားသောမြောက်ပိုင်းဗုဒ္ဓဘာသာဖြစ်ကြောင်းသိကြပါသည်တောင်ပိုင်းနှင့်မြောက်ပိုင်းအကောက်အယူများကျင့်သုံးပုံများကွဲပြားတတ်သည်မှန်တော်လဲဗုဒ္ဓမျက်ရှင်၏ဒေသနာပေါ်တွင်အခြေခံခဲ့သည့်ခြင်းတူသောကြောင့်ဇင်ဗုဒ္ဓဘာသာ၏အချို့သောအဆိုအမိန့်များကိုထေရဝါဒဗုဒ္ဓဘာသာဝင်များကလည်းနှစ်သက်ကြသည်ပင်ဖြစ်သည်ကျွန်တော်အနေနဲ့ပြောရရင်ယခုတင်ပြလိုက်သောအဆိုအမိန့်ကလေးကိုတစိမ့်စိမ့်သဘောကျနေမိပါသည်သဘောကျနေပကောရဲ့လို့အပြည့်အစုံနားလည်ပါသလားဟုမေးလိုက်ရင်လဲသလိုလိုမလဲသလိုလိုပါပဲဟုသာဖြေလိုက်ရပါတော့မည်ထို့ကြောင့်လဲပိုလို့ဆွဲဆောင်နေရောလေသလားဟုလဲအောက်မေ့လိုက်ပြန်ပါသည်ရှေးခေတ်ကဆေးကြော်ညာများတွင်တွေ့ရတတ်သောဆေးမစားမီပုံဆေးစားပြီးပုံဟုသောလူတစ်ယောက်၏ပိန်ချောက်နေသည့်ဓာတ်ပုံနှင့်ဝါဖြိုးဆူပြေနေသောဓာတ်ပုံနှိုင်းယှဉ်ချက်ကိုလည်းသတိရမိလိုက်ပါသေးသည်အခုတော့တရားထူးမရမီကလည်းထင်းခွေရေခတ်တရားထူးရပြီးတော့လဲထင်းခွေရေခတ်ဆေးမစားမီပုံနှင့်ဆေးစားပြီးပုံအတူတူဖြစ်နေသည်သို့တော့တေချာစဉ်းစားကြည့်လိုက်သောအခါထင်းခွေရေခတ်ခြင်းမှာဗราဏအချက်မဟုတ်တကယ်ခြားနာချက်မှာတရားထူးမရသေးခြင်းနှင့်ရပြီးခြင်းတို့သာဖြစ်ကြောင်းကိုသတိပြုမိလာပါသည်ထို့အခါထေရဝါဒဗုဒ္ဓဘာသာအလိုအရာယဟန်တော်တစ်ပါးအားယဟန်ကိစ္စပြီးမပြီးကိုပြင်ပတွင်ပြင်ကိုကြည်ုံနှင့်မသိနိုင်ဟုသောစကားကိုလည်းသတိရမိလာပြန်ပါသည်တဖန်ကျွန်တော်တွေ့ရသောပတ်ဝန်းကျင်ကိုလည်းသတိရမိသောကြောင့်ထဲသွင်းစဉ်းစားမိလိုက်ပြန်ပါသည်ခေတ်ဆန်းစာပေလောကတွင်မောင်သိန်းဟန်ဆိုသောကောလိပ်ကျောင်းသားလေးရှိခဲ့သည်ဘာတွေလုပ်ခဲ့ပါသနည်းစာဖတ်သည်စာကိုစူးစမ်းရေးခဲ့သည်နောက်သောအခါဇော်ကြီးဟူသောအမည်နှင့်စာပေသမိုင်းတွင်အောင်မြင်ကျော်ကြားသောစာရေးဆရာကြီးဖြစ်လာခဲ့သည်ထိုအခါတွင်ကဘာလုပ်နေပါသနည်းစာဖတ်စာရေးနေခြင်းသာဖြစ်ခဲ့ပါလေသည်ထင်းခွေရေခတ်နေခြင်းသာဖြစ်ခဲ့ပါလေသည်ပြင်ပလုပ်ငန်းများကမပြောင်းတော့လဲအတွင်းလုပ်ငန်းများကကြောင်းလာခဲ့ပါလေသည်ဆရာဇော်ကြီးသည်ရတာစာပေဝတ္ထုတို့ဘက်ကပြောလိုက်မည်ဆိုလျှင်ဘာမှများများဆဆမရှိလား10 ပုဒ်တောင်မရှိဟုထင်သည်သို့တော့သူ့ဘဝနောက်ပိုင်းတွင်ရေးလိုက်သောစာများမှာဖတ်လို့မပြီးတွေးလို့မကုန်နိုင်အောင်ဖြစ်လာခဲ့ရလေသည်ကိုယ်ပိုင်အတွင်းနှင့်ရေးသောစာများကိုထားလိုက်ပါအောင်ဘာသာပြန်ရ၌ပင်နိုဘယ်ဆုရစာပေများပလေတိုနီဒန်စသည်တို့ကိုကျွန်တော်တို့ယခုထက်တိုင်ဖတ်လို့မငြီးနိုင်အောင်ဖတ်လို့မပြီးနိုင်အောင်ရှိနေခဲ့ပါလေသည်နာမည်ကြီးစာရေးဆရာကြီးတယောက်ဖြစ်လာပြီးတော့ဆရာတော်ကြီးဘာလုပ်ခဲ့ပါသနည်းဟုစဉ်းစားလိုက်သောအခါစာဖတ်တာစာရေးတာပဲဖြစ်နေသည်ကိုတွေးလိုက်ရပြန်ပါသည်ထင်းခွေရေခတ်ပါပဲသို့တော့ခေတ်ဆန်းမောင်သိန်းဟန်နှင့်နောက်ပိုင်းဇော်ကြီးတို့၏အတွင်းတရံခြားနာမှုကိုတော့ကျွန်တော်တို့သတိမပြုဘဲနေလို့မရနိုင်တော့ပါလုံးနေသည်ကတော့ထင်းခွေရေခတ်ပါပဲကျွန်တော်ကစာပေသမားတယောက်တာလျင်ဖြစ်ပါသည်စီးပွားရေးကိစ္စကုန်သွယ်ရေးပြဿနာစသည်တို့ကိုနားလည်သူမဟုတ်ပါထိုသောလောကအသီးသီးတွင်အောင်မြင်နေသူများကိုလည်းလှမ်းပြီးကြည့်လိုက်ကြစီခြင်းပါသေးသည်ထင်းခွေရေခတ်နေကြသည်ပင်သို့တော့အထက်ပါစကားစုကလေးကိုနားမလဲသလိုလိုနားလဲသလိုလိုရှိသည်ဟုကျွန်တော်ကိုယ်တိုင်ဝန်ခံခဲ့ပါသည်ကျွန်တော်သည်ဉာဏ်ခံကြီးသူမဟုတ်ပါကျွန်တော်ထဲဉာဏ်ခံကြီးသူများအတွေ့တင်ပြလိုက်ခြင်းဖြစ်ပါသည်ဉာဏ်ခံကြီးသူများစဉ်းစားကြပါလေကုန်10 ရက် 2004ဆရာကြီးအောင်တင်ရေးသားသောသူ့အတွေ့ကိုမြင်စာအုပ်ကိုဤနေရာမှာရနာပြသည်ရှင်နောက်လာမည့်ခေါင်းစဉ်အသစ်များကိုစောင့်မျှော်အားပေးကြပါအောင်ရှင်စာချစ်သူများအားလုံး
ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါစေရှင်